ညီမနာမည်ကတော့နေနွေထွေပါဒီမာယာနှမျက်နှာဇလန်တွဲလေးထဲမှာကြတော့နဒီဆိုတဲ့ကောင်မလေးနေရာနေပြီးတော့ပါဝင်သရုပ်ဆောင်ထားပါတယ်ဒီ character ကြတော့မနာလိုစိတ်ကြီးရယ်ပေါ့နော်အရာရာကိုအကောင်းတွေလိုချင်တယ်အကောင်းတွေပဲဖြစ်ချင်တယ်ပေါ့နော်အဓိကကတော့မမမာယာပေါ့နော်ဒီကားထဲမှာပါတယ်မဝေလာကြီးပေါ့မဝေလာကြီးcharacter ကတော့မမမာယာရဲ့အကောင်းတွေပေါ့အဲ့လိုမျိုးလိုချင်တယ်ကိုထက်တာဝါမာကြီးအဲ့လိုမျိုးမနာလိုမှုပေါ့အဓိကပေါ့နော်မနာလိုမှုနဲ့ဒါဟိုပြန်ပြီးတော့လူယူတာပေါ့သူပိုင်တဲ့ပစ္စည်းတွေပေါ့အဲ့လိုမျိုးလူယူတာပေါ့သူကြတော့ကောင်းတာတွေပဲရရပေါ့နော်ညီမကြတော့နတီဆိုတဲ့ကောင်မလေးကြတော့သူကကောင်းတာတွေမရဘူးပေါ့နော်သူကအမြဲတမ်းတစ်ခုမဟုတ်တစ်ခုအဲ့လိုမျိုးအရှုပ်ဘက်ကကြီးပဲဖြစ်နေတာပေါ့နော်အဲ့ကနေစားပြီး jealous ဖြစ်ပြီးတော့အကုန်လုံးတစ်ခုချင်းစီမမမာယာပိုင်ဆိုင်သမျှအကုန်လုံးလိုက်လူယူမဲ့ကောင်မလေးတယောက်ပေါ့ဒီ series လေးကကြတော့ဒါ rumor လေးလည်းပါတယ် drama ပိုင်းလေးပေါ့နော်ဒါရှေ့ခေတ်ကားလေး1960ပေါ့နော်ဒီခေတ်နဲ့လည်းမတူဘူးအဝိစားအစားဒီကားမှာဆိုရင်နီဆိုလို့ရှိရင်မြင်းစီးရတယ်မြင်းစီးရဲ့ဟာဆိုလို့ရှိရင်ဒါကြွကျင်နဲ့ကိုစီးရတာပေါ့နော်အခုထိလည်းနီ trainee သွားနေရအောင်ပေါ့နော် trainee ဆိုလို့ရှိရင်အခု10ခေါက်မပြည့်သေးဘူးပေါ့10ခေါက်လောက်ပဲရှိသေးတယ်2ခေါက်3ခေါက်လောက်တော့ကျန်သေးရပေါ့နော်ပြောင်းလဲဖို့ဆင်းဆိုတော့ဒါနီကငယ်ဘွားရှိရယ်ကြီးဘွားရှိရယ်ပေါ့နော်ငယ်ဘွားအဓိကကတော့ဒီဇလန်ရဲ့အိမ်အားပေါ့နော်ဒါလှုပ်ဝက်ချက်တစ်ခုကိုတိသွားတာပေါ့နော်ငယ်လေးကလေးကအိမ်ကနေစပြီးတော့အဲ့လိုကြီးလာတဲ့အထိမမမာယာရှင်ကနေပြီးတော့အကုန်လုံးသူပိုင်ဆိုင်သမျှအကုန်လုံးလွတ်ယူကျင်တာပေါ့အဲ့လိုမျိုးငယ်ဘွားကနေကြီးဘွားအဲ့လိုမျိုး changes လေးတွေပေါ့အဲ့လိုမျိုးရှိတယ်ဒီ character ဆိုလို့ရှိရင်တော့အဓိကဒါအစကတည်းကတော့ feeling ကတော့ကြိုက်ပြီးသားဆိုတော့အရင်ဟိုလိုမျိုး pressure ရောမရှိပါဘူးကိုကြိုက်တဲ့ဇလန်ဇက်အိမ်ဇက်ဆောင်ဒီလိုပုံစံမျိုးလောက်ရတဲ့အတွက်ကြောင့်မလို့ဟိုလိုမျိုး pressure မျိုးတော့ heavy တော့မရှိပါဘူးဒီဇလန်ကိုဖတ်လိုက်တဲ့အချိန်မှာလေဒါဟာကိုအသေးစိတ်ထဲမှာဝင်လာတော့ငါနဲ့ဒီနေရာလုံနိုင်ပါမလားပေါ့နော်ဘာလို့လဲဆိုတော့တကားလုံးမှာသူ့ပဲမှုရနေတာပေါ့ဘာလို့လဲဆိုတော့ဒီကားမှာဒါဟိုပြိတ္တတွေကြည့်မယ်ဆိုလို့ရှိရင်လည်းသိမယ်ပေါ့နော်ဒီကမှာဟိုအစပိုင်းကလေးကသူငယ်ဘွားမှာကလေးကနည်းနည်းမှုရထားတယ်အဲ့လိုငယ်ဘွားလေးမှလည်းမှုကြီးလာတော့ပို့မှုရပေါ့အဲ့လိုမျိုးကို character မို့လို့ပြောတာမဟုတ်ဘူးဒါပေမဲ့စဖတ်လိုက်တဲ့အချိန်မှာတော့ဒါနတိ character ပို့ပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဘလို့ပုံစံမျိုးဘလို့မျက်နှာ item ဘလို့အမြင်ကက်စရာကောင်းမလဲဘလို့ဖြစ်မလဲဆိုတဲ့ဟာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ပိတ်သက်ကြီးလဲဒီမာယာနှမျက်နှာဇလန်တွဲကိုစိတ်ဝင်စားနေပြီလို့ထင်ပါတယ်ဒီမာယာနှမျက်နှာဇောက်တန်ဇလန်တွဲလေးကို Canal Plus ရဲ့တစ်ခုထဲမှာပဲဥဖျက်ကြည့်ရှုခွင့်ရမှာနော်ဒီဇလန်တွဲလေးကို Canal Plus မှာတနင်္လာနေ့ကနေတောက်ကြနေတိုင်းနေ့စဉ်ကြည့်ရှုစောင့်မျှော်အားပေးလို့ရပါပြီရှင်